မင်္ဂလာပါခင်ဗျာကျွန်တော်အခုပြသပေးမှာကတော့ကျွန်တော်တို့ဒီ sign ပေါ့နော် sign ပြင်ပကနေပြီးတော့ data ဘယ်လိုလှမ်းထည့်မလဲ menu ဘယ်လိုလှမ်းထည့်မလဲဆိုတာလေးဖြစ်ပါတယ်ဒီဆက်လေးကတော့ဒါနမူနာပြမဲ့ဆက်လေးကတော့ဒီဟာလေးကကျွန်တော်တို့အဝေးကမိမိရဲ့အဝေးက sign မှာဆက်လေးဖြစ်ပါတယ်ဒီဆက်ကတော့ဒီကျွန်တော်တို့လက်ရှိ data လှမ်းထည့်မဲ့ဆက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ data menu တွေထည့်သွင်းမှုမလုပ်ခင်မှာ sign မှာသုံးနေတဲ့ဒီဆက်လေးကိုအရင်ဆုံး log out လုပ်ထားပါမယ်ခင်ဗျာရောင်းထားတာမျိုးမလုပ်ဘဲနဲ့ log out လုပ်ထားပါမယ် log out လုပ်ပြီးတဲ့အခါကျလို့ရှိရင်ဒီ data ထည့်မဲ့ရုံးကဆက်ထင်းကနေပြီးတော့ခုနက sign ရဲ့ account လေးကို login ဝင်ပါမယ်ခင်ဗျာ login ဝင်လိုက်ပြီဆိုလို့ရှိရင် menu တွေကိုသွားပြီးတော့မိမိတို့အလိုရှိရာ menu လေးထည့်လို့ရပါတယ်ဈေးထည့်ပါမယ်ခင်ဗျာဟုတ် save လုပ်ပါမယ်ပြီးတဲ့အခါကျွန်တော်တို့ထည့်လိုက်တဲ့ item လေးကဆက်ထဲကိုရောက်သွားပါပြီအဲ့လိုရောက်သွားတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့အားလုံး data အားလုံးထည့်ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ကဒီ model ကနေပြီးတော့ sync ကိုနှိပ်လိုက်ပါမယ် synchronize လုပ်ပြီးတော့ cloud server ပေါ်ကိုတင်လိုက်မှဖြစ်ပါတယ်အဲ့လိုတင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့9မိနစ်လောက်စောင့်ပါမယ်9မိနစ်လောက်စောင့်ပြီးတဲ့အခါမှာမိမိတို့ရဲ့အဝေးကဆိုင်ရဆက်ကို login ဝင်ခိုင်းပေးပါခင်ဗျာဒါလေးကတော့ကျွန်တော်တို့ရုံးကဆက်ပြီးလေးပဲဆိုပါစို့ခင်ဗျာအဲ့ဆက်လေးတွေကိုကျွန်တော် login ဝင်လိုက်မယ်login ဝင်လိုက်ပြီဆိုရင်ဒီ appetizer ရဲ့အောက်ထဲမှာခုနထည့်လိုက်တဲ့ဟင်းပွဲလေးရောက်မရောက်ကျွန်တော်တို့စစ်ကြည့်ပါမယ်ဒီမှာ hot fry potato ဆိုတဲ့ item လေးရှောက်သွားပါပြီခင်ဗျာတကယ်လို့အဲ့လိုမျိုးမတွေ့သေးဘူးဆိုရင်တော့လိုအပ်မယ်ဆိုလို့ရှိရင်အဝေးကဆိုင်ရဆက်မှာလည်း sync ဆိုတာလေးနှိပ်ပေးပါမယ်data processing ထဲမှာ download item data ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့လည်း download ချပေးပါမယ်ခင်ဗျာပြီးသွားတဲ့အခါမှာဆိုင်ရဆက်မှာရောင်းချလို့ရပါပြီခင်ဗျာတကယ်လို့ဒီမှာကျွန်တော်တလက်စတယ်ရှင်းပြပေးချင်တာကဒီဆိုင်ကဆက်မှာရောင်းချလိုက်တဲ့အယောင်း data တွေကိုဘယ်လောက်ရောင်းထားလဲဆိုတော့အယောင်း data တွေကိုမိမိတို့ရဲ့ဒီအဝေးကဆက်ပေါ့နော်ဒီဆက်ထဲကနေပြီးတော့လှမ်းကြည့်လို့ရပါတယ်အဲ့လိုကြည့်ဖို့အတွက်ကအခုဒီမှာလက်ရှိဆိုင်ရဆက်ကဒီဆက်အသေးလေးမှာရောင်းထားတာ98,060ဒီရုံးကဆက်မှာကြတော့အဲ့ data မရှိသေးပါဘူးဘာလို့လဲဆိုတော့ sync မလုပ်ရသေးလို့အဲ့တော့ကျွန်တော်တို့ data download ချပါမယ် data processing နဲ့ဝင်မယ်ဒီကနေပြီးတော့ရုံးကဆက်မှာ transaction data လေးကို down လိုက်မယ်ပေါ့နော်အဲ့လို down လိုက်ပြီဆိုလို့ရှိရင်ခုနကအဝေးကဆက်မှာရောင်းထားတဲ့ data တွေကဒီထဲကိုရောက်လာမှာဖြစ်ပါတယ်ဒီဆက်အသေးလေးကတော့ဒါအဝေးကဆက်ပေါ့နော်ဆိုင်ရဆက်ပေါ့ဒါကတော့မိမိတို့ရုံးကဆက်ကြီးပေါ့နော်ဟုတ်အဲ့တော့ site တစ်ဆိုင်ချင်းစီကို login ဝင်ပြီးမိမိတို့အလိုရှိတဲ့ site ရဲ့ menu တွေကိုပြောင်းလဲလို့ရပါတယ်ဒါအပြင်မိမိတို့အလိုရှိတဲ့ site ရဲ့အယောင်း data တွေကိုလည်းခုနကလိုပဲ download ချပြီးကြည့်ရှုလို့ရပါတယ်ခင်ဗျာ